Hellboy အပိုင်းခုနှစ်နောက်ဆုံးတကားအပိုင်း6မှာအရေးကိုတားဆီးနိုင်ခဲ့ပေမယ့် Professor Broom ကသတင်းဆိုးတစ်ခုတီးလာတယ်။ကဘာတလျှောက်မှာတကားအမတ်အသားတွေတပြိုင်နက်တည်းတောက်ပနေတယ်။ဒီတကားတော့အမောင်ဘရင်အပြစ်အဝပေါ်လာဖို့စူးစမ်းနေတယ်လို့ပြောတယ်။တကားကြီးဖွင့်မဲ့နောက်ဆုံးနေရာဟာ Hellboy ကိုပထမဆုံးခေါ်ယူခဲ့တဲ့ကျွန်းဟောင်းပဲချနေတယ်။ Hellboy နဲ့အဖွဲသားတွေမိုးကြီးမိုးရွာအောင်မှာကျွန်းကိုပြန်သွားကြတယ်။အဲ့ဒီနေရာမှာရှေးအောင်စက်ဝိုင်းကြီးတောက်ပနေပြီးလေပြင်းကြီးတွေတိုက်ခတ်နေတယ်။တကားကတဖြည်းဖြည်းဖွင့်နေပြီးမီးနီရောင်အလင်းကြီးထွက်လာပြီးအရိပ်မဲကြီးတဖြည်းဖြည်းပုံတရံရလာတယ်။မင်းဟာငါအမွေဆက်ခံသူမင်းရဲ့လက်နဲ့ဒီကဘာကိုဖျက်ဆီးနိုင်တယ်လို့အတန်ကြားရတယ်။ Hellboy ကတိတ်တဆိတ်ရနေတယ်။သူ့လက်ကြီး right hand ကတောက်ပလာတယ်။တကားကိုအပြည့်ဖွဲနိုင်စွမ်းရှိနေတယ်။ဒါပေမဲ့သူက Professor Broom ရဲ့စကားကိုမှတ်မိတယ်။မင်းရဲ့အနာဂတ်ကိုမင်းကိုယ်တိုင်ရွေးချယ်နိုင်တယ်။ Hellboy ကအော်တယ်။ငါကလူသားတွေနဲ့အတူရက်မယ်။သူ့လက်ကိုတကားပေါ်ထိုးနှိပ်ပြီးဖွင့်မဲ့အစားတကားကိုဖျက်ဆီးလိုက်တယ်။အမောင်ဘရင်နဲ့တိုက်ပွဲပြင်းထန်လာတယ်။လေပြင်းမိုးကြိုအလင်းဆက်ဝိုင်းတွေပေါက်ကွဲနေတယ်။အဖွဲ့သားတွေကအကူအညီပေးပြီးနောက်ဆုံးမှာ Hellboy ရဲ့စစ်အားနဲ့အမောင်ဇွမ်းအင်ကိုဖျက်ဆီးစေလိုက်နိုင်တယ်။အရေးကြီးပျောက်ကွယ်သွားတယ်။နောက်ဆုံးအခန်းမိုးရသွားပြီးနေထွက်လာတယ်။ကျွန်းကပြန်လေတည်ငြိမ်သွားတယ်။ Hellboy ကတိတ်တဆိတ်ရနေပြီးသူ့လက်ကိုကြည့်တယ်။သူသိတယ်။သူကမကောင်းဆိုးဝါအဖေမွေးဖွားခဲ့ပြီးမယ်။သူရွေးချယ်တဲ့လမ်းက Hero လမ်းဖြစ်တယ်